လုံးပဲမင်္ဂလာပါရှင်99 Audio Book Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဆရာမျိုးလွင်ဘာသာပြန်ရေးသားထားတဲ့အကျင့်တွေပြောင်းရင်ဘဝလည်းပြောင်းမယ်ဆိုတဲ့စာအုပ်လေးရဲ့တတိယပိုင်းအနေနဲ့ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်အနာဂတ်ကစာတစ်စောင်ကိုအနာဂတ်ရောက်နေပြီးသဘောထားပြီးစာရေးပါဒီလိုရေးရတာဟာပြောစရာပါနောက်သိစိတ်ကိုယ်တွေတကယ်ဖြစ်လာစေမှာဖြစ်ပါတယ်တင်ရေးပြီးတဲ့အခါချက်ချင်းလိုခန်းစားလို့ကောင်းလာမှာဖြစ်ပါတယ်ကလေးတွေတယောက်ချင်းစီတိုင်းဟာလည်းဒီလိုလုပ်ရတာကိုပြောကြပါတယ်ဘာကြောင့်လဲဆိုတော့စိတ်ကူးစိတ်တန်းတွေထုတ်သုံးရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဘယ်လိုလုပ်ဖြစ်တယ်လဲကြည့်လိုက်ကြရအောင်နောက်လာမယ့်9နှစ်10နှစ်မှာဒါမှမဟုတ်25နှစ်ကိုတွားလိုက်ပါဒီနမူနာအတွက်နောက်9နှစ်ကာလဆိုပြီးသုံးလိုက်ကြရအောင်နောက်9နှစ်မှာသင်ဘဝဟာဘယ်လိုပုံစံဖြစ်နေတယ်ဆိုတဲ့အကြောင်းသင်ကိုယ်သင်စာပြန်ရေးပါတိတ်ပြီးပြည့်စုံတဲ့ကဘာတစ်ခုနောက်9နှစ်မှာသင်ကဘယ်လိုဖြစ်ချင်တယ်လဲသင်ပုံကိုပြန်ပြီးပကြီးဆွဲနိုင်ပါတယ်အဲ့ဒီပုံကအပြစ်ကင်းပြီးတကယ်ပြည့်စုံတဲ့ဘဝနောက်9နှစ်အကြာမှာဖြစ်လာမယ့်သင်ဘဝပါသင်ပိုင်ဆိုင်ခြင်းတဲ့ဘဝပါဘယ်မှာနေနေတာကိုရေးပါဘယ်လိုအိမ်အမျိုးအစားမှနေနေတယ်လဲဘယ်လိုကားမောင်းနေတယ်လဲဘာလောက်ကိန်းစားတော့နေလဲဝင်ငွေဘယ်လောက်ရှိတယ်လဲ9နှစ်အတွင်းဘာတွေလုပ်ခဲ့တယ်လဲသင်ရည်မှန်းချက်တွေအောင်မြင်ခဲ့ပုံသင်အိမ်မက်တွေတကယ်ဖြစ်လာပုံတွေချရေးပါဒီအနာဂတ်စာဟာသင်အနာဂတ်ပြည့်စုံတဲ့ဘဝရဲ့အသေးစိတ်အစီအစဉ်ဖြစ်ပါလိမ့်မယ်သင်နိုင်ရေးကိုသင်ကိုယ်တိုင်ရေးကြည့်ပါဒီလေ့ကျင့်ခန်းကသင်ရဲ့လက်ရှိဘဝကိုပြန်ပြီးသုံးသပ်ဖို့တွန်းအားပေးစေပါတယ်။နောက်ပြီးသင်အနာဂတ်အတွက်ဇာတ်ညွှန်းကိုပြန်ရေးဖို့အခွင့်အရေးပေးတာလည်းဖြစ်ပါတယ်။သင်ရဲ့အကောင်းဆုံးနိုင်ရေးကြော်ညာမှာဗာပြောစီခြင်းတည်းလဲလောကကြီးကသင်ကိုဘယ်လိုသတိရစေခြင်းတည်းလဲသင်ဘဝမှာဖြစ်ချင်တာတွေကိုအကုန်ချရေးပါကဲစိမနေပါနဲ့ဘဝမှာအကောင့်အထည်ပေါ်ခဲ့တဲ့အိမ်မက်ကြီးတွေအားလုံးချရေးကြည့်ပါသင်နိုင်ကသင်ဘဝဟာအံ့ဩစရာလေးစားခံရပါလားဆိုတဲ့ခံစားချက်မျိုးဖြစ်အောင်ရေးရမှာဖြစ်ပါတယ်။သင်ရဲ့ကြီးကြပ်ခံရမှုတွေအကုန်သွင်းချဖော်ပြပါ။ဘဝမှာတိတ်တော်တဲ့ထူးချင်တဲ့လူတစ်ယောက်ဆိုပြီးစိတ်ကူးပုံဖော်ကြည့်ပါ။အနာဂတ်စာလုံးနိုင်ရေးဟာလည်းသင်ဘဝရဲ့ဘဝအသက်အတွက်အသေးစိတ်အစီအစဉ်ပုံစံစာပဲဖြစ်ပါတော့တယ်။သင်အနာဂတ်စာတစ်စောင်နဲ့နိုင်ရေးထဲကသင်အိမ်မက်တွေရီမန်းချက်တွေစည်ရင်းလုပ်ကြည့်ပါသင်အနာဂတ်စာနဲ့နိုင်ရေးမှာပါတဲ့ဆွတောင်းဒါမှမဟုတ်အိမ်မက်တစ်ခုချင်းစီကိုစည်ရင်းပြုစုပါနောက်9နှစ်အတွင်းသင်တကယ်ဖြစ်လာစေခြင်းနဲ့ထိတ်ဆုံးမှရှိတဲ့ဆွတောင်းဒါမှမဟုတ်အိမ်မက်9ခုအထိရှော့ချသတ်မှတ်လိုက်ပါဒီအကြောင်းအသေးစိတ်ကိုအပိန်းလေးမှာဖော်ပြပေးသွားပါမယ်သင်အိမ်မက်တွေဆန္ဒတွေအတွက်ရီမန်းချက်တွေဖန်တီးပါအိမ်မက်ရီမန်းချက်တွေကအိမ်မက်တွေတကယ်ဖြစ်လာစေပါတယ်။တရက်အိမ်မက်တွေဖြစ်ချင်တဲ့ဆန္ဒတွေသတ်မှတ်ပြီးတော့မှသာရီမန်းချက်တွေသတ်မှတ်တဲ့အစဉ်စဉ်ကစရမှာဖြစ်ပါတယ်။ကျွန်တော်လုပ်ခဲ့တဲ့သူတည်တနာမှာတန်းကျက်တဲ့55%ခိုင်နှုန်းကသူတို့အိမ်မက်တွေဆန္ဒအတွက်ရီမန်းချက်တွေချမှတ်ကြပါတယ်။ဒီအကြောင်းကိုလည်းအသေးစိတ်ထပ်ပြီးတင်ပြပါအောင်မယ်။အပိန်းနှစ်အကျင့်အမျိုးအစားများအချက်အခြားအကျင့်များနဲ့တာမန်အကျင့်များအကျင့်အမျိုးအစား2မျိုးရှိပါတယ်။1တာမန်အကျင့်များ2အချက်အခြားအကျင့်များတာမန်အကျင့်တွေကရိုးတယ်လဲတယ်အခြေခံကြတယ်တိကျအကျင့်တွေဖြစ်ပါတယ်။မနေ့အိယာကထားချိန်ရုံသွားနေကြလမ်းကြောင်းထမင်းစားရင်ခရင်ကိမ်ပုံကိမ်ပြီးစသဖြင့်မှာအချက်အခြားအကျင့်တွေကတော့တမှုထူးခြားတဲ့အကျင့်တွေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တခြားအကျင့်တွေအပေါ်အကျိုးသက်ရောက်မှုရှိစေလို့ဖြစ်ပါတယ်။အချက်အခြားအကျင့်တွေကပြန့်နှံ့နေပြီးတခြားတာမန်အကျင့်တွေကိုစိုးမိုးပြီးထိန်းထားနိုင်ပါတယ်။အချက်အခြားအကျင့်တွေကိုမွေးယူလိုက်တာဟာအကျင့်အများကြီးကိုပြောင်းလဲလုပ်ဖို့အတွက်အဓိကတော့ချက်ပဲဖြစ်ပါတယ်။နမူနာလေးတစ်ခုပြောပြပါမယ်။လက်တစ်ကိုနယူးယားနေ့ဆိုပါစို့တရက်ဘဝဆုံးဖြတ်ချက်ကဝိုင်းချဖို့ပါတင်ကပေါင်90လောက်ပုံများနေပါတယ်ခက်ခဲမမင်းရှိလာတဲ့မိတ်ဆွေတယောက်ကအပြေးသမားသူပြောတာကအမြန်ဆုံးဝိတ်ချဖို့ဆိုရင်ပြေးပါလို့ဆိုပါတယ်ဒါနဲ့တင်ကစပြီးပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်အချက်အခြားအကျင့်တင်ကပြေးတာကိုမကြိတ်ဘူးဒါပေမဲ့ပြေးတာခဏလောက်လှုပ်တော့15ပေါင်ကျသွားတယ်တညတော့အခက်ပွဲတစ်ခုကိုသွားတဲ့အခါတင်ဝိတ်ကျသွားတာကိုချီးမွမ်းပြီးကြည်ကောင်းသွားတဲ့အကြောင်းပြောပါတယ်အဲ့ဒီညအိမ်ကိုပြန်ရတာပျော်ရွှင်လန်းဆန်းပြီးလေထဲလွှင့်နေသလိုပေါ်ပါတွက်လက်နေပါတယ်။ချီးမွမ်းစကားကတင့်ကိုရင်းကဆိတ်လှုပ်ရှားမှုကိုဖြစ်စေတဲ့မောင်းတန်ကလပ်ကိုနှိပ်လိုက်တာဖြစ်ပါတယ်
သင်ဟာတကယ်ပဲတက်ကြသွားစေတာဖြစ်ပါတယ်။နောက်တစ်နေ့မနက်သင်ကအာဟာရဖြစ်စေတဲ့အစာအစာတွေအာဟာရမဖြစ်စေတဲ့အစာအစာတွေမစားဖို့ဆုံးဖြတ်လိုက်ပြန်ပါတယ်။တာမန်အကျင့်ဝိတ်ပေါ်ကြဖို့ပိုပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါနဲ့ secret တော့တာဖြတ်လိုက်ပြန်ပါတယ်။တာမန်အကျင့်အချက်အချာအကျင့်တစ်ခုမွေးလိုက်တာနဲ့စိတ်ပွားအကျိုးသက်ရောက်စေပါတယ်။တာမန်အကျင့်၃မျိုးပါပြတ်သွားခဲ့ပါတယ်။အာဟာရမရှိတဲ့အစာအစာလိုရာထက်ပေါ်စားတာနဲ့ secret တောက်တဲ့အကျင့်တွေမရှိတော့ပါဘူး။ဒါကြောင့်အချက်အချာကျင့်တွေကတမူထူးပြီးအင်အားလည်းကြီးပါတယ်။အကျင့်များဤအမောင်ရိပ်များအကျင့်တိုင်းမှာရလက်တစ်ခုထွက်လာစမြဲပါတချို့အကျင့်တွေကပျော်ရွှင်မှုဝမ်းနည်းမှုငွေကြေးအောင်မြင်မှုစည်ရဲမွဲတင်မှုကျန်းမာရေးကောင်းကျန်းမာရေးမကောင်းအသက်တိုစတာတွေဖြစ်စေပါတယ်။သင်ရဲ့ဉာဏ်ဉာဏ်သွေးကိုပြောင်းလဲစေတဲ့အကျင့်တွေလည်းရှိပါတယ်။အဲဒီလိုဖြစ်တော့ဆက်ဆံရေးလုပ်ငန်းခွင်လှုပ်အားစွမ်းရည်စက်ပိုင်းဆိုင်ရာကျွမ်းကျင်မှုစိတ်လှုပ်ရှားမှုဒါမှမဟုတ်ဘဝရဲ့အလုံးစုံအခြေအနေတွေကိုစိတ်ထိခိုက်အကျိုးရောက်စေပါတယ်။ဒီအပိုင်းမှာအဓိကအကျင့်အမျိုးအစားတချို့ကိုတင်ပြပေးမှာဖြစ်ပါတယ်။ပျော်ရွှင်မှုအကျင့်များသင်ခံစားရတဲ့အခါပျော်ရွှင်ချမ်းမြေ့မှုဆိုတာကိုသိကြပါတယ်။အတိတ်ပဲဖော်တာကတော့မကောင်းတဲ့စိတ်လှုပ်ရှားမှုတွေရေရှည်ပြောက်ကွယ်နေပြီးကောင်းတဲ့စိတ်လှုပ်ရှားမှုတွေဆက်လက်တည်ရှိနေတာပဲဖြစ်ပါတယ်။ neuron transmitter တွေဟာ neuron ဦးနှောက်ဆဲတွေတစ်ခုဒါမှမဟုတ်အများနဲ့အချင်းချင်းဆက်သွယ်ကြတဲ့အခါထုတ်လွှတ်ပေးတဲ့ဓာတုပစ္စည်းတွေဖြစ်ပါတယ်။ဒိုပါမင်းကပျော်ရွှင်မှုအတွက် neuron transmitter ပါအုံနောက်ကထုတ်လွှတ်ပေးတဲ့ neuron transmitter 60ထဲကတစ်ခုပါ။ဒိုပါမင်းကထုတ်လွှတ်ပေးလိုက်တဲ့အခါပျော်ရွှင်မှုဆိုတဲ့အာရုံခံစားမှုကိုဖန်တီးပေးလိုက်တာဖြစ်ပါတယ်။ဒိုပါမင်းအဆင့်နှိမ့်ကျလာတဲ့အခါဝမ်းနည်းမှုဆိုတဲ့အာရုံခံစားမှုကိုရရှိတာဖြစ်ပါတယ်။ဒိုပါမင်းဟာအတိတ်တစ်ခုအောင်မှာ3-4ရက်စက်ကြနေရင်တော့စိတ်သက်ကြတယ်လို့ခေါ်ပါတယ်။ကျန်းမာရေးအတွက်မကောင်းဘူးလုံနိုင်ကိုင်နိုင်စွမ်းနဲ့ဒီထန်နိုင်စွမ်းတွေကိုထိခိုက်စေပါတယ်။စိတ်သက်ကြလာရင်ဘဝထဲကနေရုံထွက်နောက်ဆုတ်လာတော့တာပဲဖြစ်ပါတယ်။ဘဝမှာဘာမှစိတ်ဝင်စားတော့ပါဘူး။လှုပ်ရှားမှုတွေအားလုံးကြီးပါရပ်တန့်သွားပါတော့တယ်။လူသူတွေနဲ့မတွေ့လို့မမြင်လို့တူးတည်းပဲနေလိုက်ချင်လာပါတော့တယ်။လူရှိယောက်မှာတယောက်နှုံးကစိတ်သက်ကြဝေဒနာခံစားနေကြရတာဟာတစ်နှစ်လူတန်းပေါင်းများစွာအပေါ်ထိခိတ်ရိုက်ခတ်နေတာဖြစ်ပါတယ်။ဒါကြောင့်ဝမ်းနည်းမှုနဲ့စိတ်သက်ကြမှုတွေကိုတားဆီးနိုင်ဖို့အတွက်ဒိုပါမင်းအတက်အကျကိုထိန်းထားဖို့ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေနဲ့စဉ်းစားတွေးခေါ်တဲ့အလုပ်တွေလုပ်နေဖို့သိပ်ပြီးအရေးကြီးပါတယ်။သင်ရဲ့ဒိုပါမင်းအဆင့်မြင့်တက်ပြီးဝမ်းနည်းမှုစိတ်သက်ကြမှုတွေပျောက်သွားစေတဲ့ကိုယ်လက်လှုပ်ရှားမှုတွေနဲ့စဉ်းစားတဲ့အလုပ်တွေကပါရလေ။နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလူသားတွေဟာလှုပ်ရှားဖို့အတွက်မျိုးရိုးဗီဇကိုကဖန်တီးထားတာဖြစ်တော့ကိုယ်လက်လှုပ်ရှားမှုကစိတ်ပွားအကျိုးကျေးဇူးတွေခန္ဓာကိုယ်တွင်ဓာတုတုံ့ပြန်မှုတွေကိုလှုပ်ရှားစေပါတယ်။ကိုယ်လက်လှုပ်ရှားမှုအရေးပါပုံအသေးစိတ်ထပ်ပြောပြပါအောင်မယ်။နေ့စဉ်လေ့လာစီးပူးမှုကျွန်တော်တို့ဟာလေ့လာစီးပူးမှုကိုလည်းမျိုးရိုးဗီဇအရာကိုကဖန်တီးပေးထားတာဖြစ်ပါတယ်။အုံနောက်ဟာအထူးအဆန်းအသည့်အဆန်းကိုကြိတ်ပါတယ်။ကျွန်တော်တို့ရဲ့မွေးရပါစူးစမ်းလေ့လာလို့စိတ်ကြောင့်ကျွန်တော်တို့ဟာနေသည့်ရှာဖွေသူတွေတည်တင်သူတွေဖြစ်နေကြတာပါအသည့်အစမ်းနေလေ့လာဖို့သူ့ကိုသုံးရင်အုံနောက်ကသဘောကျပါတယ်တခုခုအသည့်အစမ်းသိလာတဲ့အခါလေ့လာတဲ့အခါကျွန်တော်တို့ရဲ့အုံနောက်တွေဟာ BDNF လို့ခေါ်တဲ့အာယုံကြောကြည်ထားမှုအုံနောက်ဆဲအမခန်းကြီးထွားမှုလို့တခုကို neurotransmitter dopamine နဲ့ serotonin တို့နဲ့အတူထုတ်လွှင့်ပေးပါတယ်အဲ့ဒီပျော်ရွှင်ချမ်းမြေ့မှုဓာတ်ရုပ်ပစ္စည်းတွေဟာအုံနောက်ဆဲကြီးထွားစေဖို့အတွက်ကျွန်တော်တို့ရဲ့အုံနောက်ကစုပေးတာဖြစ်ပါတယ်။နေ့တိုင်းစာဖတ်တာဟာသိပ်ပြီးအကောင်းတဲ့ပျော်ရွှင်မှုတစ်ခုပဲဖြစ်ပါတယ်။အပြုသဘောဆောင်ဆက်ဆံရေးတည်ဆောက်မှုတယောက်နဲ့တယောက်စကားအပြတ်အလံပြောဆိုကြတာဟာပျော်ရွှင်မှုအတွက်အဓိကကြပါတယ်။ပိုပြီးအရေးကြီးတာကကောင်းတဲ့လူတွေအများအပြားမှာရှိနေရတာအကောင်းမြင်တဲ့လူတွေနဲ့အဖော်ပြရတာဟာကျွန်တော်တို့ရဲ့ဒိုပါမင်းနဲ့အောက်ဆီတိုစင်နောက်ထပ်ပျော်ရွှင်မှုအဆင့်ကိုမြင့်တက်စေပါတယ်။တယောက်တည်းနေမယ်အစိုးမြင်တဲ့လူတွေနဲ့ပဲအဖော်ပြနေမယ်ဆိုရင်ဒိုပါမင်းနဲ့အောက်ဆီတိုစင်ထုတ်လွှင့်မှုလျှော့သွားမှာဖြစ်ပါတယ်။ပိုဆိုးတာကအဲ့လိုဆက်ဆံရေးတွေကခုခံအားကျဆင်းစေတဲ့စိတ်ဖိစီးမှုတွေဖြစ်စေပါတယ်။ခုခံအားကျဆင်းတဲ့စနစ်ကရောကျတဲ့အခါအေးအေးမိတာတွေယောဂပိုးဝင်တာတွေကိုတားဆီးပေးနိုင်တဲ့အားကိုလျှော့နေစေပါတယ်။သွေးလက်ကြောတွေထဲမှာအဆင်မပြေတာတွေဖြစ်စေပြီးနှလုံးယောဂကင်ဆာယောဂတွေဖြစ်စေတဲ့ဗီဇတွေအမျိုးမျိုးဖွင့်ချပေးပါတယ်
ပျော်ပျော်နေတဲ့လူတွေနဲ့ပေါင်းသင်းဆက်ဆံတာစတဲ့အဲ့လိုအကျင့်တွေလုပ်ပေးခြင်းအပြင်ကျွန်တော်တို့ဟာကျမ်းမာပျော်ရွှင်စေမှာဖြစ်ပါတယ်အကောင်းမြင်အကျင့်အပြုသဘောဆောင်တဲ့အကျင့်လုပ်ပေးခြင်းကပိုပြီးပျော်ရွှင်စေတဲ့အပြင်ကျောင်းစာအကစားလုပ်ငန်းခွင်တွေမှာလည်းပိုပြီးအောင်မြင်ကြတယ်လို့သုတေသနအများအပြားမှာသက်သေပြပြီးဖြစ်ပါတယ်အပြုသဘောဆောင်တဲ့အလေးအကျင့်ဘယ်လိုလုပ်ရမလဲဒီနေ့တာမစမီ9မိနစ်တရားထိုင်လိုက်ပါစိတ်ဖိစီးလို့ဖြစ်ရတဲ့ခန္ဓာကိုယ်ထိခိုက်နာကျင်ရတာတွေကိုပြုပြင်ပေးမှဖြစ်ပါတယ်တရားထိုင်တာကစိတ်ဖိစီးမှုတွေလျော့ကျစေပါတယ်တရားထိုင်တဲ့အခါကျွန်တော်တို့ရဲ့အုံနောက်တွေကကျန်းမာရေးနဲ့ညီညွတ်တဲ့အာရုံကြောဓာတ်ပစ္စည်းတွေဖြစ်တဲ့ serotonin, dopamine နဲ့ endorphin တွေထုတ်လုပ်ပေးတာဖြစ်ပါတယ်အဲ့ဒီပစ္စည်းတွေကကောင်းတဲ့ခံစားမှုတွေကိုထုတ်လုပ်ပေးပါတယ်ပျော်ရွှင်စေပါတယ်တရားထိုင်တဲ့အချိန်သွေးပေါင်လဲကျစေပါတယ်အစာချေစနစ်ကိုပုံမှန်ပြန်ဖြစ်စေတဲ့ nap ကြောစနစ်တွေအားကောင်းစေပါတယ်ဒီနေ့ကို9မိနစ်ကနေမိနစ်20လောက်တရားထိုင်ပြီးရင်အဲ့လိုအပြောင်းလဲတွေဖြစ်လာမှာပါဒါကြောင့်တရားထိုင်ဖို့ဘယ်လိုလုပ်မလဲတရားထိုင်နည်းပေါင်းမျိုးစုံအောင်ရှိပါတယ်ဒါပေမဲ့အလွယ်ဆုံးအယိုးဆုံးကအမြဲတမ်းပိုကောင်းပါတယ်မျက်စိတမိတ်ကနေတရားအထိအေးပြီးရင်တင်းရဲ့အပြစ်ကင်းစင်ပြီးပြည့်ပြည့်စုံတဲ့ဘဝကိုမျက်စိထဲမြင်ကြည့်လိုက်ပါတင်ဟာဒီလိုပြည့်ပြည့်စုံတဲ့ဘဝပြည့်ပြည့်စုံတဲ့မိသားစုမိတ်ဆွေအပေါင်းအသင်းအလုပ်အကိန်းအကောင်းဆုံးအိမ်ဒီမှာနေရတာကိုမြင်ကြည့်ပါတင်ငွေရေးကြေးရေးပူပန်တော့ကတွေပျောက်သွားတာကိုကြည့်လိုက်ပါတဲ့အိမ်မက်တွေရီမန်ချက်တွေအကောင့်ထဲပေါ်လာတာကိုမြင်ကြည့်လိုက်ပါဒါမျိုးတစ်နေ့နဲ့ချိန်မနေ့နဲ့ညလုံရင်အကောင့်ဆုံးပါပဲစိတ်ဖိစီးမှုရဲ့မကောင်းတဲ့ရုပ်ပိန်ပစ္စည်းနေတာတွေအားလုံးဟာတရားထိုင်လိုက်တဲ့အခါပြည့်ပြည့်သွားမှာဖြစ်ပါတယ်ဒီတိုင်းတွေ့ကြုံနေရတဲ့တာဝန်တွေကိုလည်းပိုးပြီးနိုင်နိုင်နေနေကြိုက်တွယ်ဖြည့်ရှင်းလာနိုင်မှာဖြစ်ပါတယ်အကောင်းမြင်စေတဲ့အခြားအချင်းတွေကစိတ်အားတက်စရာအားကျစရာတွေဖြစ်စီမဲ့စာဖတ်တာတင်းရဲ့အိမ်မက်ဆွတ်တောင်းစည်ရင်းကိုသုံးသက်တာတွေဒါမှမဟုတ်တင်းရဲ့ပြည့်ပြည့်စုံတဲ့နာဘဝအကြောင်းရေးထားတဲ့ဇာတ်ညွှန်းတစ်ခုဖတ်တာတွေပါဝင်ပါတယ်အဲဒီနေ့စဉ်အလုပ်တွေကတင်းစီကိုအကောင်းမြင်စွမ်းအတွက်ပြင်ဆင်ပေးတဲ့အပြင်တင်းရဲ့ဒိုပါမင်အဆင့်ကိုလည်းချက်ချင်းတက်သွားစေမှာဖြစ်ပါတယ်ငွေကြေးအောင်မြင်မှုအကျင့်ကောင်းများကိုယ့်ဘာသာကိုစ조사ပြီးတန်းကျက်တထေးဖြစ်လာဖို့ကအချိန်ယူရပါတယ်။အဲဒီလိုတထေး80ရာခိုင်နှုန်းဟာအသက်50နောက်ပိုင်းမှသာချမ်းသာသွားလိမ့်ရှိပါတယ်လို့ကျွန်တော်သုတေသနတွေမှာတွေ့ရှိခဲ့ရပါတယ်။ကျွန်တော်တို့ဘဝတစ်လျှောက်တစ်ချိန်မှာငွေစုဆောင်ပုံစုဆောင်နည်းငွေ3ပုံ3နည်းတွေရဲ့လျှို့ဝှက်ချက်တွေကိုတင်ယူလေ့လာမိကြပါတယ်။အများစုကတော့စုဆောင်နည်းသုံးစွဲနည်းလျှို့ဝှက်ချက်တွေကိုဆရာမန်တာတွေစီကနေဖြစ်စေစာအုပ်တွေကဖြစ်စေ TV အစီအစဉ်တွေကနေဖြစ်စေရေဒီယိုနားထောင်တာတွေဖြစ်စေရခဲ့ကြပါတယ်။ကံမကောင်းအကြောင်းမလှတာကလူအများစုကအဲ့ဒီအကျင့်တွေအကြောင်းဘယ်တော့မှမလေးလာမသိခဲ့ကြပါဘူး။လူအများစုကအဲ့ဒီအကျင့်တွေကိုမသိခဲ့ကြပဲအလုတ်ကနေအနားယူတဲ့နှစ်တွေမှာလုံးဝသုံးစရာမရှိဆင်းရဲမွဲတွေသွားကြပါတယ်။ဒါပေမဲ့အဲ့ဒီထဲမှာသင်မပါပါဘူး။ဘာကြောင့်လဲဆိုတော့သင်ကဒီစာအုပ်ဖတ်ဖို့အချိန်ရောငွေပါသုံးခဲ့တဲ့အတွက်ဖြစ်ပါတယ်။နောက်ပြီးကျွန်တော်ကလည်းသင်ပေးရတဲ့ငွေနဲ့တန်အောင်ပြန်ပေးမယ်ဆိုပြီးရည်ရွယ်ထားလို့ဖြစ်ပါတယ်။တကယ်တော့သင်ဟာဒီစာအုပ်ကနေဘာဘဟုတုတ္တမှမရဘူးဆိုရင်တော့နောက်ပါဖြစ်လာမလဲဆိုတာကကဘာပေါ်မှာရှိတဲ့လူ65ရာခိုင်နှုန်းတက်ပိုးပြီးချက်ချက်တတနဲ့အလောက်ကအနားယူရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်စားလိုက်ကြရအောင်။ငွေစုဆောင်းတာနဲ့သုံးတဲ့ဒလိတွေအကျင့်တွေတဲကတချို့ကဘာတွေလဲအမျိုးအစားတဲ့ငွေစုဆောင်းနည်းအကျင့်များတန်းကျက်တထေးဖြစ်လာတဲ့သူတွေဟာငွေစုတဲ့အကျင့်လုပ်ကြပါတယ်ငယ်ရွယ်တဲ့အချိန်မှာပိုပြီးစုနိုင်လေပိုများလေပါပဲတန်းကျက်တထေးမဖြစ်ခင်နှစ်တွေမှာအလုံးဟာဝင်ငွေရဲ့20ရာခိုင်နှုန်းစုမယ်ဆိုတဲ့ရီမန်းချက်ထားလေးရှိတယ်လို့ကျွန်တော်တွေ့တဲ့သနာတွေမှာတွေ့ရှိထားပါတယ်တာမန်လူ185ဦးကနေစ조사ပြီးတန်းကျက်တထေးဖြစ်သွားတဲ့လူတွေရဲ့တမှုထူးတဲ့ငွေစုတဲ့အခြေအနေကိုကျွန်တော်တွေ့ရှိခဲ့ပါတယ်ကျွန်တော်ကပုံးတဲ့ငွေစုနည်းလို့ခေါ်ချင်ပါတယ်ဒီပုံးတဲ့ငွေစုနည်းမှာအဆင့်3ဆင့်ရှိပါတယ်အဆင့်1အမျိုးအစားလိုက်စုဆောင်းငွေတွေကိုပုံးလေးပုံးမှာထားပါပုံးအမှတ်1အလုံနာပြီးနောက်ပိန်300စုဆောင်းငွေပုံးအဲ့ဒီမှာ 401k ခေါ်တဲ့ငွေရေးကြေးရေးအစီအစဉ်နဲ့ IRA ခေါ်အနားယူပြီးငွေစည်းရေးနဲ့အနားယူပြီးနောက်တခြားအစီအစဉ်တွေပါဝင်ပါတယ်ဥပမာနှစ်စဉ်ထုတ်ယူနိုင်ရန်ထားရသောအာမခံငွေရန်ပုံငွေပုံအမှတ်2တည်တံ့သုံးစွဲမှုပုံအဲ့ဒီမှာချက်ချင်းငွေစည်းရင်
စုဆောင်းငွေစရင်ငွေကြေးဈေးကွက်ငွေစရင်ပညာရေးစုဆောင်းငွေစရင်ဥပမာ929အစီအစဉ်ငွေစုနီစတဲ့အနာဂတ်ကုန်ကျစရိတ်ငွေတွေပါဝင်ပါတယ်ပညာရေးအသုံးစရိတ်မင်္ဂလာဆောင်ကုန်ကျစရိတ်ကလေးမွေးဖွားစရိတ်အိမ်ဝယ်ဖို့လက်ငင်းငွေပေးချေငွေတွေလည်းပါဝင်ပါတယ်ပုံအမှတ်3မျှော်မှန်းမထားတဲ့ကုန်ကျစရိတ်ပုံတေးချချက်ငွေစရင်ငွေစုစရင်ငွေကြေးစက်ကွက်စရင်မင်္ဂလာလက်ဖွဲ့ကျန်းမာရေးကုန်ကျစရိတ်ရုတ်တရက်ငွေမရှိတော့ခြင်းအလုပ်လက်မဲ့ကျန်းမာရေးပြဿနာကလေးမီးဖွာစတာတွေဖြစ်ပါတယ်ပုံအမှတ်၄တန်ပြလဲနေတဲ့ကုန်ကျစရိတ်ပုံချက်ငွေစရင်စုဆောင်းငွေစရင်ငွေကြေးစည်းကွက်စရင်ငွေနေ့လက်ဆောင်တွေအားလက်ရဲ့ကုန်ကျစရိတ်ငွေတွေပါဝင်ပါတယ်အလုတ်အနားယူပြီးနောက်သုံးဖို့ငွေစရင်အနည်းဆုံးတစ်ခုနဲ့တခြားဗန်စရင်3ခုထားရမှာဖြစ်ပါတယ်။ပုံအမှတ်2 3 4တို့အတွက်ဖြစ်ပါတယ်။သင်ပညာရေးအတွက်ငွေစုနေတယ်ဆိုရင်929ငွေစုနည်းအစီအစဉ်ကိုသင်နဲ့သင်ကလေးအတွက်ထားရှိရမှာဖြစ်ပါတယ်။အဆင့်2ငွေစုဆောင်ရည်မှန်းချက်များချမှတ်ခြင်းပုံနဲ့ငွေစုဆောင်နည်းအဆင့်ပြေချောင်းဝင်စေဖို့အတွက်လမ်းစာရတယ်။စုငွေတစ်လုံးတစ်ခဲပမာဏတစ်ခုသတ်မှတ်ထားဖို့လိုပါတယ်။ဥပမာတင်းလာစာရဲ့10ရာခိုင်နှုန်းကိုစုမယ်။အဲ့ဒီ10ရာခိုင်နှုန်းကပုံတစ်ပုံစီခွဲထည့်ရမှာဖြစ်ပါတယ်။9ရာခိုင်နှုန်းစုငွေအလုံးရဲ့50ရာခိုင်နှုန်းကိုပုံအမှတ်1 2ရာခိုင်နှုန်းစုငွေအလုံးရဲ့20ရာခိုင်နှုန်းကိုပုံအမှတ်2 1.5ရာခိုင်နှုန်းစုငွေအလုံးရဲ့15ရာခိုင်နှုန်းကိုပုံအမှတ်3 1.5ရာခိုင်နှုန်းစုငွေအလုံးရဲ့15ရာခိုင်နှုန်းကိုပုံအမှတ်4အဆင့်3ငွေစုဆောင်နည်းကိုအလိုလျောက်ဆက်နဲ့လွှဲထားပါဒါကမှတကယ်အကောင့်ထဲပေါ်တဲ့အဆင့်ဖြစ်ပါတယ်တင်လာစာတဲ့ကနေစုဆောင်ငွေပုံထဲစီကိုဆက်ကနေအလိုလျောက်ဖြတ်တောက်သွားပါစေတင်ကိုလာစာပေးမဲ့အဖွဲကိုတင်ရဲ့ပုံငွေစည်းရင်းတွေမှာထည့်ပေးဖို့ညွှန်ကြားထားရမှာဖြစ်ပါတယ်လာစာပေးမဲ့ company ကတင်ညွှန်ကြားထားတဲ့အတိုင်းတင်စုငွေစည်းရင်းအသေးအသေးစီကိုငွေတွေထည့်ပေးလိုက်မှာဖြစ်ပါတယ်ဒါပါပဲတော်တော်လွယ်ပါတယ်မဟုတ်ဘူးလားဒါပေမဲ့စုငွေလုံးလုံးလောက်မရှိဘူးလို့တင်ပြောနိုင်ပါတယ်။ကောင်းပြီကျွန်တော်တင်ကိုကူညီပေးပါမယ်။နောက်လာမယ့်အပိန်းမှာစုဖို့ငွေလလောက်ငါရှိဖို့တင်အသုံးစရိတ်တွေဘယ်လိုရှော့ချရမလဲဆိုတာကိုပြောပြပေးပါမယ်။အမျိုးအစား2ငွေသုံးတဲ့အကျင့်ရတာထပ်ပို့ပြီးသုံးရင်တော့ဘယ်တော့မှချမ်းသာလာမှာမဟုတ်ပါဘူး။တင်အသုံးအဆွဲထိုင်းနိုင်ပြီးငွေစုငွေတက်လာဖို့နီး10နီးချပြပေးထားပါတယ်။1အသုံးအဆွဲကိုချရခံကြည့်ပါအတိရှိသုံးဆွဲခြင်းလို့ခေါ်ချင်ပါတယ်တင်ပတ်စံတွေဘယ်ရောက်သွားလဲဆိုတာသတိထားမိခြင်းကတင်ပန်နိုင်ရေးအခြေအနေကိုထိန်းချုပ်ဖို့သတိပေးမှဖြစ်ပါတယ်တင်မသုံးတဲ့ပစ္စည်းတွေထဲကနေသုံးနေပါလားဆိုတာတွေတွေ့လာရပါလိမ့်မယ်ဥပမာကလပ်အသင်းဝင်ထားပြီးမသွားတာဒါမှမဟုတ်လာစာချင်းငွေပေးနေပြီးမဖတ်တာမကြည့်တာမျိုးတွေကိုသတိထားမိလာမှဖြစ်ပါတယ်အသုံးအဆွဲကိုမကြာခဏစည်ရင်စစ်ပါအသုံးအဆက်ကုန်ကြစိတ်တွေဟာအချိန်ကြာလာတာနဲ့အမျှပြောင်းလဲနိုင်ပါတယ်။အာမခံကြေးတွေဟာမကြာပြောင်းလဲနိုင်ပါတယ်။တက်သွားနိုင်သလိုကျသွားတာလည်းဖြစ်နိုင်ပါတယ်။အာမခံကြေးအနည်းဆုံးဖြစ်အောင်ဂရုစိုက်ပါ။အိမ်အာမခံ၊ကားအာမခံ၊အသက်အာမခံတွေပါပါတယ်။တင်မသိလိုက်ပဲအင်တာနက်ကြေးတွေမြင့်တက်သွားနိုင်ပါသေးတယ်။တင်ဖုန်းလိုင်းအင်တာနက်လိုင်းပေးနေတဲ့ company တွေကိုခေါ်ပြီးကုန်ကျစရိတ်အသိအသာဆုံးဖြစ်အောင်လုပ်တာကနှစ်စဉ်ဖြစ်တင်ပါတယ်။ဟန်ဖုန်းရောင်းတဲ့အစီအစဉ်တွေမကြာကြည့်ပါ။ဟန်ဖုန်းရောင်းတဲ့အစီအစဉ်အပြိုင်ဆိုင်တွေများလာလေလဆင်ကြေးတွေကျလာလေပါပဲလဆင်ကြေးတွေကပေးတင်တာထက်ပုံမပေးမိပါစေနဲ့3အရေးသေးကောင်းတဲ့တပတ်ရက်ကားဝယ်စီးပါကားတစ်တွေဆိုတာကစက်ရုံကထွက်လာတာနဲ့ဈေးကျသွားပြီးဒီလိုတပတ်ရက်ကားတွေဝယ်တာကဒီလိုဈေးလျှော့သွားတာတွေကိုအခွင့်ကောင်းယူလိုက်နိုင်တဲ့သဘောပါပဲချမ်းသာတဲ့လူ44ရာခိုင်နှုန်းကတပတ်ရက်ကားတွေပဲစီးတယ်လို့ကျွန်တော်သူတည်နာမှာပေါ်နေပါတယ်အဲ့ဒီကားတွေဟာအငှားချထားတဲ့ကားတွေဖြစ်နိုင်ပါတယ်။2နှစ်3နှစ်သားလောက်တွေရှိတာများပါတယ်။မိုင်3,2500လောက်မောင်းပြီးတော့တချို့ကားတွေဟာနှစ်စဉ်ပြင်ဖို့လိုပါလိမ့်မယ်။ပြင်စရိတ်ကိုနှစ်စဉ်ဒေါ်လာ1,500နဲ့တွက်ထားပါ။မိုင်3,2500နောက်ပိုင်းပြင်စရိတ်ပါ။ဒါကကားသစ်ဝယ်စီးလိုက်တာငါသုံးတာထက်အများကြီးတစ်တာနေပါသေးတယ်။4အပေါင်စာချုပ်ချင်းငွေနဲ့အိမ်ပေါင်ချင်းငွေများအပေါင်စာချုပ်နဲ့ချင်းငွေယူထားတဲ့အခါအတိုးနှုန်းအသက်သာဆုံးဖြစ်ရလားစီစစ်ပါတစ်ချိန်တည်းမှာအိမ်ပေါင်စာချုပ်မှာပေးရငွေအလုံးနှုတ်ပြီးလက်ကျန်တန်ဖိုးအပေါ်မှာအတိုးနှုန်းဟာအမြင့်ဆုံးရရလားအဲ့ဒီအတိုးကိုအပေါင်စာချုပ်ချင်းငွေဘက်ပြောင်းပေးလို့ရလား
5ကိုပွဲများများသုံးပါဒီငွေကြေးစုဆောင်တဲ့အချင်းမှာချမ်းသာတဲ့လူတွေတောင်ပါနေကြပါတယ်ချမ်းသာတဲ့လူ30%ကအစားအသောက်အတွက်ကူပွန်တွေသုံးလေးရှိပါတယ်ပေးတင်တာထက်ဘာလို့ပို့ပေးရမှာတော့6အဟောင်းပစ္စည်းစိမ်တွေမှာဝယ်ပါဒီလိုစိမ်အများအပြားမှာအဝတ်အစားကောင်းတွေတင်ရောင်းလေးရှိပါတယ်အချုပ်စိမ်သွားပြီးနည်းနည်းပါးပါးပြင်ဝဲလို့ရပါတယ်ပြင်စရိတ်ကမဆိုစလောက်ဆိုတော့ဝယ်ရတာတန်ပါတယ်တင်အတ္တစိတ်ဝင်မလာပါစေနဲ့လူချမ်းသာ30%ကအတ္တစိတ်အဝင်မခံကြပါဘူးကျွန်တော်သူတည်တနာအရာပြောတာပါခွန်တဲ့အိမ်ဓမ္မမဟုတ်အခန့်အရွယ်အစားရှော့ချလိုက်ပါကုန်ကြစိတ်တွေထဲမှာအိမ်ဟာတန်ဖိုးအကြီးဆုံးပါပဲတန်ဖိုးနေတဲ့အိမ်ခန်းမှာပြောင်းနေလိုက်တဲ့အတွက်အတိုးနှုံးတွေအခွန်အခတွေပြင်စရိတ်တွေအများကြီးတက်တာလာမှာဖြစ်ပါတယ်အိမ်မှာနေစရိတ်ကိုလစာဝင်ငွေရဲ့30%လောက်30%အောက်မှာရှိနေဖို့ညီမှန်းချက်ထားသင့်ပါတယ်ရှစ်ဈေးစစ်ဝယ်ပါလူအများအပြားဟာချက်ချင်းကောက်ဝယ်လေးရှိကြပါတယ်တချို့ကဈေးဝယ်တာခါတော့မချိုးဘူးလို့ပြောလေးရှိပါတယ်ပူပေးနေကြရပါတယ်ဒါကဆင်းရဲသားအကျင့်မှာဈေးစစ်ဝယ်တာဈေးရောင်းပွဲတွေမှာဝယ်တာကမှန်တဲ့ငွေကြေးအကျင့်တစ်ခုဖြစ်ပါတယ်ကိုပလင်းကိုယူလာတဲ့အကျင့်လောက်ထားပါအရက်ဘီယာဝိုင်နေမရောင်းတဲ့စားတောက်ဆိုင်တွေအများကြီးရှိပါတယ်ဒါပေမဲ့ကိုစိတ်ကျရမကပလင်းယူလာခွင့်တော့ရှိပါတယ်စားတောက်ဆိုင်တွေဟာအရက်ဘီယာကိုဈေးနှစ်ဆတင်ရောင်းလေးရှိကြပါတယ်10အိမ်မှာတလက်စီအပန်းဖြေစီစဉ်အဘေးအယူကဒီလိုပါအပိရှင်တွေဟာသူ့အိမ်ကိုအိမ်မှာအလှည့်ကျအခန့်လိုက်တာဟာ3ရက်5ရက်အပန်းဖြေခီးတွေအတွက်ကုန်ကျစရိတ်ကတိတိကျကျကျသွားစေပါတယ်တင်ကအိမ်ရှင်ဖြစ်တော့ရောင်းတဲ့အချိန်2နာရီ3နာရီလောက်ပဲဝင်ထိန်ပေးရုံပါပဲတိချာတာကတော့အာယုံတော့နောက်နိုင်ပါတယ်ဒါပေမဲ့အပန်းဖြေစရိတ်50%ထိကျသွားလေးရှိပါတယ်2နာရီ3နာရီဝင်ထိုင်ပြီးလိုတာတွေရောင်းပေးရုံနဲ့ဒေါ်လာ1000လောက်ရမယ်ဆိုရင်ဘယ်လိုသဘောရလဲတာမန်အိမ်အသုံးစရိတ်အပေါ်ဘယ်လောက်သုံးသင့်တယ်လဲဆိုတာလမ်းညွှန်ချက်တချို့ကိုဖော်ပြပေးလိုက်ပါတယ်တင်အတွက်အရင်ပြီးဝင်ငွေရဲ့10% 20%ကိုတခြားသူတွေကိုမပေးမီစုလိုက်ပါအကျိုးဝယ်ကံမှာတာမန်အသုံးစရိတ်တွေနဲ့မတွဲပါနဲ့တင်းရဲ့ပုံမှန်အသုံးစရိတ်တွေမလောက်ဘူးအကျိုးဝယ်ကံကိုတုံးရတော့မယ်ဆိုရင်တင်းဟာပိုပြီးတုံးနေတယ်လို့ဆိုလိုတာဖြစ်ပါတယ်အကျိုးဝယ်ကံအကျွေးဟာဒီဝါလီခံရတဲ့အကြောင်းရင်းတွေထဲမှာတတိယအကြီးဆုံးပါပထမကအလုပ်လက်မဲ့ဖြစ်တာဒုတိယကစေဝကုသစိတ်တွေဖြစ်ပါတယ်အိမ်အတွက်ဝင်ငွေရဲ့30%အောက်ကိုပဲသုံးပါအိမ်အတွက်အသုံးစရိတ်ဆိုတာ9ရက်အပေါင်းစရိတ်အိမ်ချမ်းမြေအခွန်အခရေမီအမခံအိမ်ပြုပြင်စရိတ်ထိမ့်သိမ်းစရိတ်တွေပါပါတယ်ဝင်ငွေရဲ့15%ကိုပဲအစားအသောက်တွေအတွက်အကုန်ခံပါကုန်စုံစိမ်းဝယ်တာတွေပါပါတယ်အတင်ချက်ပြုတ်ထားတဲ့အစားအစာတွေမပါပါအဲ့ဒီအစားအစာတွေကတင်းရဲ့ဖြောပြရေးကုန်ကြစိတ်ထဲမှာထည့်ရမှာဖြစ်ပါတယ်တင်းရဲ့ဖြောပြရေးအခန့်ရေးစရိတ်တွေဟာတင်းဝင်ငွေရဲ့10% အောက်မှာပဲရှိရမှာဖြစ်ပါတယ်ဒီအပိန်းမှာဘာစားတောက်ဆိုင်ရုပ်ရှင်ဂီတစာအုပ်လက်ဆောင်စတာတွေပါပါတယ်အပြင်ထွက်စားတာနဲ့အသင်ချက်ထားပြီးအစားအစာတွေဝယ်တာကအဲ့ဒီအခန့်ဖြောပြရေးကောင်းစီအောင်မှာဝင်ရမှာဖြစ်ပါတယ်ကားအတွက်ကုန်ကျစရိတ်ကတော့တင်းဝင်ငွေရဲ့10%အောက်မှာပဲရှိရမှာဖြစ်ပါတယ်ကားကုန်ကျစရိတ်ဆိုတာငှားရမ်းခချင်းငွေအမခံတက်စီဂိတ်ကြီးမှတ်ပုံတင်ကြီးကားပြင်စရိတ်ထိမ့်သိမ်းစရိတ်တွေပါဝင်ပါတယ်အပန်းဖြေခီးတွေကတော့တင်းဝင်ငွေရဲ့9%အောက်ပဲဖြေရပါမယ်လောင်ကစားရှောင်းမှာကစားချင်ရင်အခန့်ဖြောပြရေးဘတ်ဂျက်ကငွေကိုသုံးပါလက်ဆောင်ပေးတဲ့အခါအကောင်းဆုံးတွေကြီးပေးကြမလို့ပါဘူးလက်ဆောင်တွေဟာတင့်ဖြည့်ပြရေးဘတ်ဂျက်တစ်စိတ်တစ်ပိုင်းပါပဲဖြည့်ပြရေးကိုဝင်ငွေရဲ့10% နှုန်းမဲ့သုံးထားရင်အလွန်အကျန်လက်ဆောင်ပေးတာတွေတားပြီးသားဖြစ်သွားမှာပါအဝတ်အစားကိုဝင်ငွေရဲ့9%အောက်မှာပဲထားပါကျန်းသာတဲ့လူတချို့ကအဝတ်ရောင်းတဲ့အဟောင်းရောင်းတဲ့ဆိုင်တွေဈေးသက်သာတဲ့ဆိုင်တွေမှာသူတို့အဝတ်အစားတွေတတိကြီးဝယ်ကြတဲ့လူတွေဖြစ်ပါတယ်ပစ္စည်းအဟောင်းရောင်းတဲ့ဆိုင်တွေကအရေးအသေးကောင်းကောင်းအဝတ်အစားတွေကိုဈေးပေါ်ချရောင်းလေးရှိကြပါတယ်နည်းနည်းအကုန်ခံပြီးပြင်ဝတ်လို့ရပါတယ်တက်ပါတယ်ချက်ချင်းအလျင်စလိုဝယ်တာဟာဘယ်တော့မှကောင်းတဲ့အကျင့်မဟုတ်ပါဘူးတင်ငွေသုံးတဲ့အချိန်မှာစိတ်လှုပ်ရှားတာတွေကိုဖျောက်ပစ်ဖို့လိုပါတယ်ချိန်ဆဖို့ကြိုတင်အစီအစဉ်ချဖို့အချိန်ဆိုတာအမြဲရှိနေပါတယ်တင်ပင်ပန်းခဲရခဲစိတ်ရထားတဲ့ငွေတွေကိုလွယ်လွယ်မသုံးရပါဘူး
အထက်မှာဖော်ပြထားတဲ့အမျိုးအစားလိုက်သုံးတာတွေအားလုံးအတွက်ဘတ်ဂျက်တင်ထားပြီးရက်30အတွင်းသုံးစွဲခဲ့တာတွေအားလုံးကိုခြိုက်ရေးမှတ်ထားပါဒါမှတင်တကယ်သုံးနေတာတွေဘယ်လောက်ကုန်တယ်လဲဆိုတာမျက်စိထဲမြင်လာမှာဖြစ်ပါတယ်စိတ်ထဲမှာထင်ထားတဲ့သုံးစွဲတဲ့ဒေါ်လာတွေဟာတကယ်တမ်းသုံးလိုက်တာနဲ့အများကြီးကွာခြားနေတာတွေ့ရမှာဖြစ်ပါတယ်တချို့ဘတ်ဂျက်အမျိုးအစားတွေမှာဘယ်လောက်သုံးခဲ့တယ်လဲဆိုတာမှတ်ထားတာကပြန်ကြည့်လိုက်တော့သင်ဟာသိပ်ပြီးတုံးလုံးချောက်ချသွားမှာဖြစ်ပါတယ်ဒါဟာကောင်းပါတယ်သင်အသုံးစရိတ်ကိုထိန်းဖို့ဆိုတာသိပ်ပြီးခက်ခဲတဲ့အလုပ်တစ်ခုပါနေ့စဉ်အကျင့်တစ်ခုဖြစ်လာတာနဲ့တပြိုင်နက်တော်တော်လေးလွယ်ကူလာတာတွေ့ရမှာဖြစ်ပါတယ်သင်ဟာအလေးအကျင့်တစ်ခုရလာမယ်ပုံမှန်လုပ်တဲ့အလုပ်တစ်ခုဖြစ်ပါမယ်အဲ့ဒါကစင်ရဲမဲ့အိမ်မဖြစ်အောင်ထိုင်ထားရမှာဖြစ်ပါတယ်ငွေရေးကြေးရေးအမိကိုကင်းပြီးဘဝတစ်လျှောက်ဖိစီးမှုမရှိတဲ့လမ်းကြောင်းကိုတင်ပေးရမှာဖြစ်ပါတယ်တော်တော်လေးကောင်းတဲ့ကိစ္စမဟုတ်ဘူးလားသင်စီမှာဘ ഹു တုတ္တရှိတော့သင်ဘဝပြောင်းလဲဖို့ခွန်အားတွေပေးလိုက်တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကသင်ဘူးလေးကြင်ခံအဆင့်လောက်ပဲလုပ်နေတာဖြစ်ပါတယ်သင်လောကကြီးကိုဆွဲပြီးလောက်ခါသွားစေဖို့ကျွန်တော်ကအများကြီးမျှဝေပေးသွားအောင်မှာဖြစ်ပါတယ်နောက်သင်ဘဝပျော်ရွှင်ချမ်းမြေ့ပြီးအောင်မြင်မှုလမ်းကြောင်းပေါ်မှာတင်ပေးလိုက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အပိန်းသုံးကိုဒီမှာပဲရနာခွင့်ပြုပါနောက်လာမယ့်အကျင့်ကောင်းလေးတွေကိုထပ်ပြီးမျှဝေပေးသွားမှာဖြစ်လို့ဆက်လက်ပြီးစောင့်မျှော်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်